မင်္ဂလာပါမျိုးတို့ခင်ဗျာဒီနေ့ကျွန်တော်ငါးဟင်းမကြိုက်တဲ့လူတွေအဆက်မစားနိုင်တဲ့လူတွေအတွက်ငါးကြော်ကိုအချိုးနဲ့လေးနှပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးငါးကိုရတာသွင်းပါမယ်ခင်ဗျာချက်သားမုတ်လက်ဖက်ရည်စွန်းတစ်စွန်းစနွင်းမုတ်အနှဲငယ်ဘဲငတ်ပြအကျဲရည်အနှဲငယ်ပေါက်မယ်ပြီးရင်ငရုတ်ကောင်းမုတ်အနှဲငယ်ထည့်ပြီးတော့ရတာနေထားပါမယ်ခင်ဗျာရင်းဆုံးဂျင်းကိုတီးမယ်ပပတီးမယ်ဂျင်းပြီးရင်ကြက်သွန်ဖြူကိုပပတီးထားမယ်ကြက်သွန်နီကိုအကွင်းလိုက်လှီးထားပါမယ်ခရမ်းညင်သီးကိုလည်းအကွင်းလိုက်လှီးထားပါမယ်အရင်ဆုံးငါးစကြော်မယ်ခုနကငါးကြော်ရတဲ့စီတဲကိုချင်းနနပင်အမြဲအရင်စပြီးတော့စီတက်ပါမယ်ခင်ဗျာချင်းနဲ့ငယ်မွေးလာရင်ကြက်သွန်မြူထည့်ပါမယ်ကြက်သွန်နီထည့်ပါမယ်ခရမ်းညင်သီးလည်းထည့်ပါမယ်ဘဲငတ်ပြအနောက်ကြီးဘဲငတ်ပြအကျဲကြီးဒီနဲ့ငယ်ကျင်းပြီးထည့်ပါတကြားနှစ်စွန်းထည့်ပါမယ်ခရူးစီအနှဲငယ်ထည့်မယ်ချက်သားမုတ်လက်ဖက်ရည်စွန်းတဝက်ခန့်ထည့်ပါမယ်ငါးကြော်တွေထည့်လုံးပါမယ်ကဲခုဆိုရင်တော့ငါးဟင်းမကြိုက်တဲ့လူတွေတောင်ကြိုက်တယ်ငါးကြော်အချိုးနဲ့လေးရပါပြီခင်ဗျာ